ဦးချီ channel ရဲ့ subscribe တဲ့အားလုံးပဲမင်္ဂလာပါ။စိုင်းဆရာကြီးဗမော်သိန်းဖေရဲ့မျှဝေလို့တော့တွေးမြဆောင်လေးကိုဖတ်ပြလာတာယခုဆိုရင်အပိုင်းလေးကိုတင်ဆက်ဖို့အချိန်ကြာရောက်လို့လာပြီဖြစ်ပါတယ်။ကြီးပွားချမ်းသာသူများသာရေရှည်အတွက်တွေးရကြတယ်။တကမ္ဘာလုံးကလူတွေကိုအုပ်စု9မျိုးသတ်မှတ်လို့ရပါတယ်။အုပ်စု1အရန်ဆင်းရဲသူများအုပ်စု2ဆင်းရဲသူများအုပ်စု3အလဲလက်တန်းစားလူများအုပ်စု4ချမ်းသာသူများအုပ်စု5အရန်ချမ်းသာသူများသူတို့ရဲ့စဉ်းစားတွေးတောမှုကိုသုံးသပ်ကြည့်ရင်အုပ်စု1အရန်ဆင်းရဲသူများဟာတနေ့တာအတွက်ပဲစဉ်းစားကြတယ်အုပ်စု2ဆင်းရဲသူများဟာတပတ်စာအတွက်ပဲစဉ်းစားကြတယ်အုပ်စု3အလဲလက်တန်းစားလူတွေဟာတလစာပဲစဉ်းစားကြတယ်အုပ်စု4ချမ်းသာသူများဟာတစ်နှစ်စာအတွက်ပဲစဉ်းစားကြတယ်အုပ်စု5အရန်ချမ်းသာသူတွေကတော့အနည်းဆုံး10နှစ်စာထိစဉ်းစားကြတယ်သူတို့ရဲ့အဓိကရည်မှန်းချက်တွေကိုသုံးသပ်ကြည့်ပြန်ရင်အုပ်စု1နဲ့အုပ်စု2ဆင်းရဲနဲ့အရန်ဆင်းရဲအုပ်စုရဲ့ရည်မှန်းချက်ကအသက်ရှင်ရပ်တည်ရေးတခုပဲအုပ်စု2အလဲလက်တန်းစားလူတွေရဲ့ရည်မှန်းချက်ကချောင်းချောင်းလဲလဲနေနိုင်မှုပါအုပ်စု3နဲ့4ချမ်းသာနဲ့အရန်ချမ်းသာအုပ်စုကပူပန်ကြောင်းကြကင်းတဲ့ဘဝကိုရရှိဖို့ပါအခုတခါအုပ်စုတွေကလူတွေဟာဘယ်လိုလူမျိုးတွေလဲအုပ်စု1အရန်ဆင်းရဲသူများဟာတစ်နေ့လုံးမှတစ်နေ့စားရတဲ့အလုပ်ချမ်းသမားတွေနေစားလုပ်သမားတွေပါဝင်ကြပါတယ်နေ့စဉ်နေ့တိုင်းစားဖို့တောက်ဖို့ပူပန်နေကြပါတယ်အုပ်စု2ဆင်းရဲသူများဟာတပတ်စာလောက်ခရတာလေးနဲ့တပတ်စာလောက်အောင်သုံးကြသူတွေပါတပတ်တစ်ခါပတ်စံကုန်ကန်နီးကြမှာပူတတ်သူတွေပါအုပ်စု3အလဲလက်တန်းစားလူတွေကတော့လကစားဝင်နေပါသူတို့ဟာလာကုန်ကန်နာနီးကြရင်နောက်လာဆန်းတာနဲ့ရေဘိုးမီဘိုးအိမ်ခန်းငါကကလေးကြောင်းလာကပေးဖို့တွေပူပန်နေကြပါပြီတလားတခါပူပန်နေကြသူတွေပါအုပ်စု4ချမ်းသာသူများဟာတနေ့စာဝင်ငွေရှိနေကြလို့တစ်နှစ်မှာတစ်ခေါက်လောက်ပူပန်ကြတယ်အုပ်စု5အရန်ချမ်းသာသူတွေကတော့စုဆောင်းငွေအများကြီးရနေသူမို့သူတို့ဟာအနည်းဆုံး10နှစ်စာထိအနာဂတ်ကိုစဉ်းစားထားကြပါတယ်အုပ်စု3ထဲမှာပါပြီးလကစားလုပ်နေတဲ့ကျွန်တော်ဟာဒီချက်တွေကိုသိလာတဲ့အတွက်ပထမဆုံးတစ်နေ့တာတွေဝင်ငွေရအောင်စဉ်းစားတဲ့အကျင့်တစ်ခုလုပ်လိုက်ပါတယ်ကျွန်တော်ပြန်မိတယ်ငါဝင်ငွေကိုဒီတစ်နှစ်အတွင်းနှစ်ဆတိုးအောင်ဘယ်လိုလုပ်ရမလဲအဲ့လိုတကယ်တွေးကြည့်လိုက်တော့ဝင်ငွေရနိုင်မယ့်နည်းလမ်းတွေကိုရှာတွေ့လာပါတယ်လုပ်ကြည့်တယ်ဝင်ငွေရနှစ်ဆထိတိုးမသွားပြီမဲ့အရင်အထက်အများကြီးတိုးလာခဲ့တယ်ကျွန်တော်အားတက်လာပါတယ်ဝင်ငွေရနိုင်တဲ့နည်းလမ်းတွေကိုစဉ်းစားရှာဖွေအားတက်လာလို့လကစားလောက်ကထွက်ပြီးကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်လိုက်တယ်နောက်ပိုင်းမှာ10နှစ်စာဝင်ငွေတိုးဖို့ဘာလုပ်ရမလဲဆိုတာစဉ်းစားလာတယ်ရှာတွေ့တဲ့နည်းလမ်းတွေကိုအစီအစဉ်ချမှတ်ပြီးအကောင့်ထဲပေါ်တယ်ဝင်ငွေတွေအများကြီးတိုးလာတယ်အခုကျွန်တော်ဟာအချမ်းသာဆုံးလူတစ်ယောက်လို့မပြောနိုင်သေးပေမဲ့အုပ်စုလေးလူချမ်းသာစင်းဝင်နေပါပြီအခုလက်ရှိမှာတော့ကျွန်တော်ဟာနောက်နှစ်20ကာလအတွက်တွေးနေပါပြီအဲ့ဒါဟာမီလီယံနာတန်းကျွယ်တထေးကြီးတွေရဲ့စဉ်းစားပုံတွေးခေါ်ပုံတစ်ခုပါသင်လည်းကြီးပွားချမ်းသာခြင်းရေရှည်အတွက်စဉ်းစားတွေးခေါ်ပါစဉ်းစားတွေးခေါ်ဖို့အရင်နှိစိုက်เสียငွေတစ်ပြားတစ်ချက်မှပေးเสียမလို့သလိုခက်ခဲရှုပ်ထွေးနေတဲ့အလုပ်လည်းမဟုတ်ပါဘူးနေ့စဉ်ချိန်တစ်ခုပေးပြီးအာယုံဆိုင်စဉ်းစားသွားရင်အကျင့်တစ်ခုဖြစ်လာပါလိမ့်မယ်အုံနောက်ဟာခန္ဓာကိုယ်ကကြော်သားတွေလိုပါပဲလေ့ကျင့်ခန်းလုပ်ရင်ကြော်သားတွေဟာတန်မာလာစေသလိုများများစဉ်းစားပြီးရင်အုံနောက်ညံထက်သန်လာပါလိမ့်မယ်စဉ်းစားခြင်းနဲ့မစဉ်းစားခြင်းဘူးဆိုတာကတော့သင်ပေါ်မှာမူတည်ပါတယ်လူဖြစ်လာတဲ့ဘဝတာလေးမှာအပူပင်ကင်းကင်းနဲ့စိတ်ရှိသလောက်လူနိုင်တန်းနိုင်တဲ့ဘဝနဲ့ကုံဆုံးသွားမလားတနေ့စားဖို့တနေ့ပူပင်နေရတဲ့ဘဝနဲ့ကုံဆုံးသွားခြင်းသလားဆိုတာတော့သင်ပေါ်ပဲမူတည်နေပါတယ်သင်စဉ်းစားဖို့ဘယ်သူမှသင်ကိုတိုက်တွန်းလို့မရပါဘူးဒါပေမဲ့အသက်ကြီးလို့နေစရာမရှိစားရမယ်တောက်ရမယ်ဘဝဖြစ်သွားတဲ့အခါကျမှဘသူကမှအပြစ်မတင်ပါနဲ့သင်ကိုယ်သိမဲ့အပြစ်တင်ပါတခုတော့သတိပေးခြင်းပါတယ်ပထမစဉ်းစားဖို့လိုပါတယ်ဒုတိယစဉ်းစားမိတာကိုအကောင့်ထဲဖော်ဖို့လိုပါတယ်စဉ်းစားရုံပဲစဉ်းစားနေပြီးအကောင့်ထဲမဖော်ရင်တော့ဘာမှဖြစ်လာမှာမဟုတ်ပါဘူးတတိယလူငယ်လေးတယောက်ဟာအောင်မြင်ကြီးပွားခြင်းလို့အရင်အောင်မြင်ကြီးပွားနေတဲ့တတိကြီးတယောက်ကိုမေးလိုက်ပါတယ်သူလည်းအောင်မြင်ကြီးပွားခြင်းလို့ဘယ်လိုလုပ်အောင်လဲတဲ့တတိကြီးကခုလိုပြန်ဖြေပါတယ်လောကကြီးမှာလူ3မျိုး3စားရှိကြတယ်ပထမလူတွေကတဏီကုံအလုပ်ကိုအရန်ကြိုးစားလုပ်နေကြတယ်ဒုတိယလူတွေကတဏီကုံဘာမှမလုပ်ပဲကြီးပွားချမ်းသာဖို့အိမ်မက်ပဲမှတ်နေကြတယ်တတိယလူတွေကတနေ့ကိုတနာရီပဲအိမ်မက်မှတ်တယ်ကြံတဲ့အချိန်တွေမှာအိမ်မက်ကိုအကောင့်ထဲပေါ်ဖို့ကြိုးစားကြတယ်တတိယလူဖြစ်အောင်ကြိုးစားအဲ့လိုလူမျိုးကရှားလို့အပြိုင်ဆိုင်နေတယ်တေချာဘောအောင်မြင်မဲ့နီးပဲတဲ့ကျွန်တော်ရဲ့ဒုတိယစာအုပ်ဖြစ်တဲ့စီးရဲနယ်မှာချမ်းသာပုံသူစာအုပ်ထဲမှာရေးပြထားသူတွေဟာတတိယလူတွေဖြစ်ကြပါတယ်ချမ်းသာလို့လှူတာလားလှူလို့ချမ်းသာလာလားယနေ့ကမ္ဘာမှာအချမ်းသာဆုံးဖြစ်ကြတဲ့ VK Warren Buffett မက်ဇူကာဖက်စတဲ့ဘီလီယံနာတထေးကြီးတွေဟာအလှူဒန်း
အကျယ်ကျော်ကြသူများဖြစ်ကြတယ်ဆိုတာသူတို့အကြောင်းတွေကိုဖတ်ကြည့်ရင်သိပါလိမ့်မယ်သူတို့လူကြတာတွေကပညာရေးအတွက်ဆင်းရဲတဲ့အာဖရိကနိုင်ငံကကလေးတွေပညာသင်ကြားရေးတက္ကသိုလ်မှာစာကြီးတိုက်တွေစောက်ပေးဖို့ကျန်းမာရေးအတွက်ကင်ဆာရောဂါ AIDS ရောဂါကုသပျောက်ကင်းစေနိုင်တဲ့ဆေးဝါးရှာဖွေတွေ့ရှိဖို့သူသေသနာလုပ်ငန်းစတာတွေအတွက်ပါသူတို့အမေရိကန်ဆိုရစီကလုံးရဖို့ဖားပြီးလှူတာမဟုတ်ပါအကျိုးတစုံတရာမျှော်မှန်းပြီးလှူတာမျိုးလည်းမဟုတ်ပါလုံးဝစေတနာတန်တန်နဲ့လှူကြတာပါသူတို့ဘလောက်များလှူကြတာလဲဘလောက်ရေရောကြတယ်လဲသူတို့ချမ်းသာသမျှရဲ့ပတ်စံရဲ့80%လောက်ထိလှူကြပါတယ်ဒေါ်လာဘီလီယံပေါင်းများစွာဖြစ်ပါတယ်သူတို့ကိုဘာကြောင့်လှူတာလဲလို့မေးရင်သူတို့ကခုလိုပဲရိုးရိုးလေးပြောကြပါတယ်သူတို့ချမ်းသာလာတာဟာလူတွေရဲ့ပတ်စံတွေပါဒါကြောင့်လူတွေကိုပြန်ကူညီတာပါတဲ့သူတို့ရှိသမျှစီးစိမ်တွေအကုန်လကားလူနေကြတာသူတို့ဆင်းရဲသွားတယ်လို့ကြားမိသလားပိုပြီးတောင်ချမ်းသာလာကြတာအများသိပါဒီတော့ရှိသမျှနီးပါးလူနေတာသူတို့ဘာကြောင့်ပိုပြီးချမ်းသာလာကြတယ်လဲဆိုတာသိချင်လို့ရှာဖွေကြည့်မိပါတယ်အဲ့ဒီကြောင့်နဲ့ပတ်သက်ပြီးရေးထားတာမတွေ့မိပေမဲ့အဲ့ဒီအဖြေကိုရနိုင်တဲ့အောက်စာပိုက်လေးကိုတော့တွေးမိလိုက်ပါတယ်လူတွေဟာမိမိမှာရှိတဲ့စီးစိမ်ဥစ္စာကိုကုံသွားမှာဆိုလို့မလူမတန်းရွှေတာစားရင်းနဲ့ချစ်ကုပ်ဆူထားရင်းနဲ့သူ့ရဲ့ပစ္စည်းဥစ္စာတတိနဲ့ဖြည်းဖြည်းချင်းကုံသွားတယ်တဲ့မိမိမှာရှိတဲ့ပိုင်ဆိုင်မှုတွေကိုပေးကမ်းစွန့်ကြဲလှူဒန်းသူဟာသူ့ရဲ့ပစ္စည်းဥစ္စာတွေရော့ကျသွားတယ်ရော့သွားတဲ့ဥစ္စာတွေကိုပြန်ဖြည့်ဖို့အကြံဉာဏ်တွေဖြစ်ညစ်ထုတ်သုံးလိုက်ပြီးစီးဝါးရှာတော့ပစ္စည်းဥစ္စာတွေအရင်အထက်ပိုတိုးပွားရရှိပါတယ်တဲ့များများပေးလေပေးသူစီများများပြန်လာလေတဲ့ဒီဆောင်ကိုဖတ်မိသူတွေအကုန်လုံးနေပါဟာဘီလီယံနာသတိကြီးတွေမဟုတ်ပါဘူးဒါကြောင့်ငွေတွေဘီလီယံရှိပြီးလှူဖို့မတိုက်တွန်းပါဘူးတိုက်တွန်းချင်တာကမိမိမှာရှိထားတာလေးတွေကိုသူများကိုမျှဝေပေးပါပေးကမ်းစွန့်ကြဲပါကူညီပေးပါဟာတထဲမှာမဟုတ်တာဘာတွေများမျှဝေစွန့်ကြဲရမှာလဲလို့မေးချင်ပါလိမ့်မယ်လူတွေဟာပိုင်ဆိုင်မှုလို့ပြောလိုက်ရင်ပစ္စည်းဥစ္စာငွေကြေးလို့ပဲထင်ကြပါတယ်လူတွေမှာပိုင်ဆိုင်တာတွေအများကြီးပါလူသားအချင်းချင်းမေတ္တာမျှဝေလို့ရပါတယ်မေတ္တာပို့လို့ရပါတယ်ပညာတတ်သူကတက်ထားတဲ့ပညာကိုမျှဝေပေးလို့ရပါတယ်တခြားလူတွေကိုသင်ပေးလို့ရတယ်လောက်အားစိုက်ထုတ်ကူညီလို့ရတယ်စိတ်အားငယ်နေသူကိုနှုတ်နဲ့အားပေးကူညီလို့ရတယ်မိမိမဝတ်တော့တဲ့အင်ကြီးအဟောင်းဖနက်အဟောင်းတွေကိုမရှိစင်းရဲသားတွေကိုပေးကမ်းလို့ရပါတယ်တချို့ဆိုရင်ခန္ဓာကိုယ်ကိုပါလှူဒန်းထားကြပါတယ်အများကြီးပါများများပေးလေပေးသူစီများများပြန်လာလေမေတ္တာများများပေးသူဟာမေတ္တာတွေအများကြီးပြန်လာမှာပါပညာများများမျှဝေပေးသူဟာပိုပြီးပညာတွေတိုးလာမှာပါစိတ်ခွန်အားပေးသူမှာစိတ်ခွန်အားတွေတိုးလာပါလိမ့်မယ်စဉ်းစားသိခြင်းလို့ရေးပြလိုက်တာပါဘာသာရေးရှုထောင့်ကရေးထားခြင်းမဟုတ်ပါအောင်မြင်မှုဆိုတာဓာတ်လေကစီးပြီးရတာမျိုးမဟုတ်ပါလူထက်အောင်မြင်သွားတာကိုမြင်တွေ့ရတဲ့လူတွေဟာဒီလူကကံကောင်းလိုက်တာညာရင်းချင်းအောင်မြင်သွားတယ်လို့ပြောတတ်ကြပါတယ်ညာရင်းချင်းအောင်မြင်တယ်ဆိုတာဒီလောကကြီးမှာဘယ်တော့မှမရှိပါဘူးအဲ့ဒီလူနေမဲ့ညမဲ့ဘလောက်စူးစမ်းခဲ့ရတယ်ဆိုတာကိုလူတွေမသိကြလို့ပါအောင်မြင်မှုဆိုတာဘာမှစူးစမ်းအားထုတ်စရာမလိုတဲ့ဓာတ်လေကစီးပြီးအပေါ်ရောက်သွားတာမျိုးမဟုတ်ပါလေကားကနေလေကားတွေကိုတဆင်ချင်းနင်းပြီးအပေါ်ရောက်အောင်တက်ရတာမျိုးပါအောင်မြင်သူတွေရဲ့အရေးချင်းတွေကမရှိမဖြစ်အရေးချင်းတစ်ခုကသူတို့ဟာသူများတွေမလုပ်ချင်တဲ့လို့မလွယ်ကူတဲ့အလုပ်တွေကိုကိုစီကံသတ်မှတ် set discipline ပြီးလုပ်လို့ရှိကြပါတယ်သူတို့ကိုယ်တိုင်မလုပ်ချင်ပေမဲ့လည်းလုပ်ဖြစ်အောင်လုပ်ကြပါတယ်ဘလောက်အခက်ခဲနဲ့ကြုံတွေ့ပေမဲ့လည်းဇွဲမလျှော့တတ်ကြဘူးအကစားလေးချင်းအောင်တွေမှာလူနေပြီးစားတော့ဆိုင်တွေမှာလူများနေတာသတိပြုမိကြမှာပါလူတွေကဝိတ်လျှော့ချင်တဲ့သာပြောနေကြတာပါဂျင်မာလေးကျင်ကန်သွားမလုပ်ချင်ကြဘူးအပင်မခံမလေးကျင်ကြဘူးနောက်ဆုံးတော့စိတ်လိုလိုက်ပြီးစားတော့ဆိုင်မှာသွားပြစ်လိုက်ကြတယ် set display မရှိကြတာပါအိုလံပစ်ပြိုင်ပွဲတွေမှာမီတာ200နဲ့မီတာ400တဲ့တာဝေးပြိုင်ပွဲတွေမှာရွှေတလိပ်စုတွေအများကြီးရခဲ့တဲ့အမေရိကန်အပြည်သမားမိုက်ကယ်ဂျော်ဒန်ရဲ့အထုပ်ပတိကိုဖတ်ကြည့်ပါသူအောင်မြင်မှုရတာ set discipline ကြောင့်ပါခုနှစ်ကြာအပြေးလေးကျင်တာဂျင်မှာအားကစားလေးကျင်တာတနေ့တည်းရဲ့4000မပြတ်ခွက်ခဲ့ပါဘူးနောက်တစ်ခါဓာတ်လေကားစီပြီးအပေါ်တက်မလားဓာတ်လေကားပြက်ပြီးလမ်းခုလက်မှာလေကားတွေပိတ်မိနေတတ်တယ်ဆိုတာသတိပြုပါအောင်မြင်မှုတေချာပေါက်ရခြင်းလေကားကနေလမ်းလျှောက်ပြီးတက်လမ်းမှာဘဝမှာအောင်မြင်မှုရခြင်းနဲ့မရခြင်းဘူးဆိုတာမိတ်ဆွေကိုယ်တိုင်ဆုံးဖြတ်ရမယ့်အလုပ်ပါကြော်ညာမလို့သောဈေးကွက်တစ်ခုအခုခေတ်မှာဈေးကွက်ရှာဖွေခြင်း marketing ဆိုတဲ့စီးပွားရေးဆိုင်ရာစကားလုံးလေးကိုကြားဖို့ကြမှာပါအဲ့ဒါကိုရိုးရိုးလေးရှင်းပြရမယ်ဆိုရင်မိမိပစ္စည်းကိုဝယ်ယူစားသုံးမဲ့ဖောက်တယ်ရှာဖွေခြင်းမှာမိမိပစ္စည်းကိုဝယ်ယူသူရှိဖို့မိမိပစ္စည်းကိုလူသိအောင်အရင်ကြော်ညာပါမယ်ကြော်ညာနည်းတွေအများကြီးရှိပါတယ်ဈေးနည်းနည်းပဲကုန်တဲ့လူကိုယ်တိုင်လိုက်ပြောကြော်ညာတာအင်တာနက်ကကြော်ညာတာတားမှာကြော်ညာတာလက်ကမ်းကြော်ညာစာဆောင်တွေဝေတာတွေရှိသလိုငွေအများကြီးကုန်ကြခံရတဲ့ကြော်ညာဆိုင်မှုရေဒီယို TV သတင်းစာဂျာနယ်မဂ္ဂဇင်းစတာတွေကနေကြော်ညာရတဲ့နည်းတွေရှိပါတယ်ကြော်ညာကောင်းရင်လူတွေကြည့်ကြရမယ်
လူတွေကြီးမှကြော်ညာတဲ့ပစ္စည်းကိုသိကြမယ်လူတွေသိပြီးစိတ်ဝင်စားမှုရှိမှအဲ့ဒီပစ္စည်းတွေကိုဝယ်မှာပါကိုပစ္စည်းရဲ့အရေးသွေးဝန်ဆောင်မှုတွေကလည်းကောင်းမှဝယ်ယူစားသုံးသူအများပြီးမိမိလုပ်ငန်းအောင်မြင်မှာပါကျွန်တော်ပြောချင်တာကအဲ့ဒီလိုကြော်ညာရတဲ့ marketing အကြောင်းတွေမဟုတ်ပါဘူးကြော်ညာကအကုန်ခံစရာမလိုတဲ့ marketing အကြောင်းလေးတစ်ခုပါလွန်ခဲ့တဲ့3နှစ်လောက်ကမြန်မာနိုင်ငံကိုခွင့်နဲ့ခဏပြန်သွားပါတယ်ရန်ကုန်ရောက်တော့အရင်ကစင်ကာပူမှာအလုပ်လုပ်ဖူးတဲ့တငယ်ချင်းတယောက်နဲ့တွေ့ပါတယ်သူကပြောပါတယ်ငါကွာဒီကိုအပြည့်ပြန်လာတာ6လရှိသွားပြီမိသားစုနဲ့နေချင်တာရဲ့ငါစုလာတဲ့ငွေလေးနဲ့ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုလုပ်ချင်လို့ကွာငါလုပ်ချင်တာစားသောက်ဆိုင် restaurant လေးဖွင့်နေတယ်ဆိုင်ဖွင့်ပြီးငါဆိုင်ကိုလူသိအောင်ကြော်ညာကလည်းအကုန်မခံချင်ဘူးကွာလို့ပြောပြပါတယ်ပြီးတော့တခြားကိစ္စတွေလည်းဆက်ပြောကြပါတယ်လူချင်းမခွဲကြခင်ကျွန်တော်ကသူ့ကိုညနေကျရင်ညသာကျွေးမယ်သူ့အိမ်ကိုလာခေါ်မယ်လို့ပြောခဲ့ပါတယ်ညနေကျတော့တကယ်ချင်းကိုစားတော့ဆိုင်တစ်ခုကိုကားနဲ့ခေါ်သွားပါတယ်ဆိုင်မှုတာတာနာနာနဲ့လူနေအိမ်ကြီးတော်များတဲ့ရက်ွက်ထဲမှာဖွင့်ထားတဲ့တခုတည်းသောဆိုင်ကြီးပါဆိုင်ထဲမှာစားတော့နေသူတွေတိတ်မရှိပါဘူးကျွန်တော်တို့နှစ်ယောက်တည်းလွတ်လပ်နေတဲ့စပွဲတစ်လုံးမှာဝင်ထိုင်လိုက်ကြပါတယ်10မိနစ်ကြာတဲ့အထိဘယ်စပွဲတုံးမှလာမမေးကြပါဘူးကျွန်တော်ကမနေနိုင်တော့စပွဲထိုးတစ်ယောက်ကိုလှမ်းခေါ်လိုက်ပါတယ်အဲ့ဒီစပွဲထိုးကမကြားချင်အောင်ဆောင်ပြီးလှည့်မကြည့်ပါဘူးကောင်တာမှာထိုင်နေတဲ့မန်နေဂျာလှမ်းပြောလိုက်မှအဲ့ဒီစပွဲထိုးရောက်လာပါတယ်ကျွန်တော်လည်းဘီယာနဲ့စားစရာတွေမှားလိုက်ပါတယ်အချိန်တော်ကြီးကြာမှရောက်လာပါတယ်စားစရာတွေကလည်းအရသာသိမ့်မရှိပါဘူးမကြခင်ဘီယာကုံသွားလို့ဘီယာထပ်မှာဖို့စပွဲထိုးကိုခေါ်တာအရင်လိုပဲမကြားချင်အောင်ဆောင်နေပါတယ်တကယ်ချင်းကစိတ်မရှိတော့ဘူးတော်ပြီပြန်ကြအောင်ကွာလို့ပြောတာနဲ့ပတ်စံရှင်းပြီးဆိုင်ရထွက်လာခဲ့ကြပါတယ်ဆိုင်ဝင်ဝမှာလာစားတဲ့လူတယောက်ကတော်ပြီကွာဒီလောက်တောက်သုံးမကြတဲ့ဆိုင်မျိုးဒီသက်လာမစားတော့ဘူးလို့ပြောသားတဲ့တဲ့ကြားမိလိုက်တယ်သူ့အိမ်ကိုပြန်လိုက်ပို့ပြီးတယ်လမ်းကြတော့ကားပေါ်မှာသူကမေးပါတယ်တိတ်ဖေရမင်းဘာလို့ဒီလောက်ဆက်ဆံရင်ညက်အစားတော့ကလည်းမစုံနဲ့ဒီလိုဆိုင်မျိုးကိုခေါ်ရတာလေကွာပတ်စံပေးပြီးစိတ်ညစ်ရတယ်မင်းမသိမေးပါကွာငါသိတဲ့ဆိုင်ကောင်းကောင်းလေးတွေအများကြီးရှိပါတယ်ကျွန်တော်လည်းပြန်ပြောပါတယ်တကယ်ချင်းငါဒီဆိုင်မကောင်းဘူးဆိုတာကောင်းကောင်းသိတာပေါ့ကွာအဲ့ဒါကြောင့်လေဒီဆိုင်ကိုတမင်ကျွေးပြီးမင်းကိုခေါ်လာတာကျွန်တော်စကားကိုသူရမ်းစိတ်ဝင်စားသွားပြီးရှင်းပြပေးဖို့ပြောပါတယ်ကျွန်တော်ပြောလိုက်ပါတယ်တကယ်ချင်းမင်းနေလေကပြောသွားရလေကွာရန်ကုန်မှာစားသောက်ဆိုင်တစ်ခုဖွင့်နေတယ်စားသောက်ဆိုင်တွေကြော်ညာကလည်းအကုန်မခံနိုင်ဘူးလို့ပြောတယ်မဟုတ်လားစောစောကဆိုင်နေထားကိုကြည့်ရင်လူစီကားတွေရက်ကွက်မှာဖွင့်ထားတယ်ဆက်ဆိုင်မကောင်းဘူးဝန်ဆောင်မှုညံ့တယ်အစားသောက်ကလည်းမစုံမင်းအဲ့ဒီဆိုင်ဘေးမှာစားသောက်ဆိုင်ဖွင့်လေကွာစောစောကအဲ့ဒီဆိုင်ရဲ့မကောင်းတာတွေရှောင်ပြီးသူ့ထက်တောင်းလှုပ်လိုက်ရင်သူ့ဖောက်တဲ့တွေကကိုယ့်ဖောက်တဲ့ဖြစ်သွားမယ်လေကြော်ညာကတပြားမှလည်းအကုန်ခံစရာမလိုဘူးတကယ်ချင်းလဲသူစဉ်းစားအောင်မယ်လို့ပြောပြီးသူ့အိမ်ရောက်တော့ကားပေါ်ဆင်းသွားပါတယ်နောက်တစ်နေ့ကျတော့ရန်ကုန်ကိုခွင်နဲ့တစ်ခေါက်ပြန်ရောက်လာပါတယ်စောစောကတကယ်ချင်းနဲ့ပြန်ဆုံပါတယ်သူကအခုစားတော့ဆိုင်ဖွင့်ထားလို့ကျွန်တော်ညစာသူ့ဆိုင်မှာကြွေးချင်တယ်လာခေါ်မယ်လို့ပြောပါတယ်ညနေကျတော့သူ့ဆိုင်အောင်ရောက်တယ်သူ့ဆိုင်ကအရင်ကပြောခဲ့တဲ့ဆိုင်ညံ့ရင်ဘေးမှာဖွင့်ထားတာတွေ့ရတယ်စားတော့သူတွေလည်းအပြည့်ပါပဲစားတော့သူတွေကြည့်ရတာလေအေးအေးစိတ်ချမ်းချမ်းသာသာနဲ့စားနေကြတာတွေ့ရတယ်အံ့ဩစရာကောင်းတာကအရင်ဆိုင်မရှိတော့အဲ့ဒီဆိုင်ကိုတကယ်ချင်းကဝယ်လိုက်ပြီးဆိုင်နေရာထက်ချက်ဖို့လုပ်နေတယ်လို့ပြောပါတယ်ရန်ကုန်ပြန်ပြီးစီးပွားရေးလုပ်မယ်လို့ပြောနေတဲ့တကယ်ချင်းတွေအတွက်စဉ်းစားစရာအတွေးလေးပါလုပ်ငန်းအသေးလေးမှာစဉ်းစားရရှိဖို့လိုသလားတလုံးကရန်ကုန်ကိုခွင့်နဲ့ပြန်ရင်အရင်အစိုးရအလုပ်လုပ်တုန်းကလုပ်ဖို့ကံပဲတကယ်ချင်းတယောက်နဲ့စုံမိပါတယ်သူကအစိုးရအလုပ်ကထွက်ပြီးကုံစုံဆိုင်လေးတစ်ခုဖွင့်ထားပါတယ်သူ့ကုံစုံဆိုင်လေးဟာအတော်လေးရောင်းနေရပါတယ်မကြာခဏသူ့ဆိုင်ကိုသွားပြီးစကားဆက်မိပြောပြတယ်တနေ့မှကျွန်တော်ကသူ့ကိုပြောလိုက်ပါတယ်တကယ်ချင်းမင်းဆိုင်နဲ့ပတ်သက်တာလေးတစ်ခုမေးချင်တယ်ကွာသူကလည်းဟာတကယ်ချင်းတွေပဲကွာစကားမလင်ခံနေစရာမလိုပါဘူးမေးစရာရှိတာမေးစမ်းပါကျွန်တော်ကဒီလိုကွာငါမင်းဆိုင်မှာလာထိုင်ရင်ကြည့်နေတာဘာတွေးမိသလဲဆိုတော့မင်းပစ္စည်းတစ်ခုရောင်းပြီးတိုင်းရောင်းရတဲ့ပတ်စံကိုပတ်စံသိမ်းအန်ဆွဲတဲ့ထည့်သိမ်းလိုက်တယ်ပစ္စည်းဝယ်ဖို့ဖြစ်ဖြစ်အလူခံပေးတာဖြစ်ဖြစ်မီတာကဆောင်တာဖြစ်ဖြစ်မင်းအဲ့ဒီအန်ဆွဲတဲ့ကပတ်စံယူပြီးပေးလိုက်တယ်လေငါသိချင်တာကဘာအတွက်ပတ်စံဘလောက်ပေးလိုက်တယ်ဆိုတဲ့စင်းမမှတ်ဘူးလားလို့ပါသူကဟာတကယ်ချင်းကလည်းဘာစင်းမှတ်เสียရှိလို့လဲငါမနဲ့ဆိုင်ဖို့စောက်ဖွင့်တော့ကအန်ဆွဲထဲမှာပတ်စံဘလောက်ရှိတယ်လဲတော့စိတ်ထဲမှာမှတ်ထားတာပေါ့ညပိုင်းဆိုင်သိန်းတော့အန်ဆွဲထဲမှာပတ်စံဘလောက်ရှိတယ်ဆိုတာစစ်လိုက်တယ်အဲ့ဒီပတ်စံတွေကနေမနက်ကထည့်ထားတဲ့ပတ်စံနှုတ်လိုက်တော့အဲ့ဒါအမျက်ပေါ့ဒါကြောင့်အထူးထွေစင်းမှတ်မနေပါဘူးကွာကျွန်တော်ကအဲ့ဒါဆိုရင်ငါနောက်ထပ်မိကုံတစ်ခုထပ်မင်းမယ်ကွာမင်းရဲ့ဆိုင်ထဲမှာရှိတဲ့ပစ္စည်းတွေထဲမှာဘယ်ပစ္စည်းကအယောင်းသွက်ဆုံးနဲ့ဘယ်ဟာကတော့အယောင်းထိုင်းဆုံးလဲဆိုတာသိလား तू ကဒါတော့ငါမသိဘူးကွာပစ္စည်းပြတ်သွားရင်အော်ဒါမှားလိုက်ပြီးဆိုင်မှာထပ်ဖြေလိုက်တာပဲလေမင်းဘာကြောင့်ငါ့ကိုဒါတွေမေးနေရတာလဲအကြောင်းတစ်ခုတော့ရှိမယ်ထင်တယ်ကျွန်တော်ကဒီလိုကွာငါတို့မြန်မာလူမျိုးတွေကစဉ်းစားမထားတတ်ကြအောင်
မထားဘူးဆိုတာလည်းအလုပ်ပို့လို့ယူဆတယ်လို့စင်းစရာဆိုတာစိုင်ကြီးကြီးတွေကုမ္ပဏီကြီးတွေပဲလုပ်ကြတာလို့ထင်နေတာတွေကြောင့်ပါတကယ်တော့စင်းစရာဆိုတာလုပ်ငန်းအကြီးသေးမရွေးရှိတင်တယ်ကွာသူကဟုတ်ပါပြီအဲ့ဒီစင်းစရာထားတော့ငါလုပ်ငန်းမှာဘာတွေတိုးတက်လာမှာမလို့လဲကျွန်တော်ကစင်းစရာထားရင်နံပါတ်1အချို့ကဘယ်ပစ္စည်းမျိုးစားလူကြိုက်များအယောင်းသက်တယ်ဘယ်ပစ္စည်းကအယောင်းထိုင်းနေဆိုတာသိလာမယ်အယောင်းသက်တဲ့ပစ္စည်းဆိုရင်များများဝယ်ပြီးလှောင်ထားမယ်ကွာများများတခါတည်းဝယ်တော့ဈေးတက်တက်တာနဲ့ရရလေအယောင်းထိုင်းတဲ့ပစ္စည်းတွေကြတော့ငွေခံပြီးဝယ်တင်ထားစရာမလိုဘူးပေါ့ကွာနံပါတ်2အကျိုးကတော့အသုံးစရိတ်တွေကိုအတိအကျသိလာတော့ဘယ်သုံးကတကယ်လိုအပ်လို့သုံးတာလားဖြုံးနေတာလားဆိုတာသိလာမယ်ဒါဆိုရင်ဘယ်အသုံးစရိတ်ကိုလျှော့ရမယ်ဖြတ်တောက်ရမယ်ဆိုတာသိနိုင်တာပေါ့အဲ့လိုစည်ရင်းနဲ့လုပ်ရင်ကိုယ့်လုပ်ငန်းတစ်ခုလုံးရဲ့ငွေကြေးအသေးစိတ်သိလာမယ်ဒီတော့ကိုယ့်လုပ်ငန်းတိုးတက်ဖို့အမြတ်ငွေရဖို့ဘာတွေလုပ်သင့်လဲဆိုတဲ့အကြံဉာဏ်တွေခေါင်းထဲပေးလာမှာပါသူကအေးကွာစင်းအရေးကြီးတယ်ဆိုတာတော့သဘောပေါက်ပြီခက်တာငါစင်းကင်တယောက်မခက်နိုင်ဘူးကွာကျွန်တော်ကမင်းဆိုင်သေးလေးမှာစင်းကင်တယောက်ခက်စရာမလိုပါဘူးမင်းကိုယ်တိုင်စောင်းနဲ့စင်းမှတ်လို့ရပါတယ်နည်းနည်းတော့လှုပ်ရှုပ်တာပေါ့ကွာဒီလိုလုပ်လို့ရတယ်လေကွာမင်းကစောင်းနဲ့စင်းအကြမ်းမှတ်ပြီးမင်းရဲ့သမီးကိုအားတဲ့အချိန်ကွန်ပျူတာမှာအိတ်စင်းနဲ့ရိုက်ပြီးစင်းသွင်းခိုင်းပေါ့ကွာစင်းသွင်းပြီးသွားရင်မင်းသိချင်တဲ့အသေးစိတ်ချက်လက်တွေကြည့်လို့ရပြီလုပ်ငန်းကြီးလာရင်တော့စင်းစရာမှတ်တဲ့ကွန်ပျူတာဆော်ဝဲဝယ်သုံးပေါ့ကွာသူကအေးကွာမင်းကြံပေးတာကောင်းပါလေအခုငါမင်းကိုမိကုန်းတစ်ခုပြန်မေးအောင်မယ်မင်းကနိုင်ငံခြားမှာအင်ဂျင်နီယာလုပ်ငန်းနဲ့ပတ်သက်ပြီးမန်နေဂျာလုပ်နေတယ်ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခါမှမလုပ်ဘူးပဲနဲ့ဒါတွေဘာလို့သိနေရလဲကျွန်တော်ကဟုတ်ပါတယ်ငါကိုယ်ပိုင်လုပ်ငန်းတစ်ခါမှမလုပ်ဘူးပါဘူးငါအခုလုပ်နေတဲ့ကုမ္ပဏီကလည်းအင်ဂျင်နီယာလုပ်ငန်းလုပ်ရပေမဲ့အချုပ်ကကုမ္ပဏီအတွက်အမျက်ရှာပေးနေရတာပဲဒါကြောင့်ငါဌာနရဲ့အသုံးစရိတ်တွေကိုသေချာမှတ်ထားပြီးမလိုတဲ့အသုံးစရိတ်တွေဖြတ်တောက်ရှော့ချလို့ရတာတော့ရှော့ချလို့ရင်စိတ်ရင်းသေးစိတ်မှတ်တဲ့အကျင့်ဖြစ်လာတာပါငါဌာနမှာရှုံးရင်လေဘာလို့ရှုံးရလဲမြတ်ရင်လည်းဘာကြောင့်မြတ်တယ်ဆိုတာလစဉ်အထက်ကိုစီရင်ခံစာတင်ရတယ်ကျွန်တော်ဆက်ပြောပါတယ်တကယ်တော့လုပ်ငန်းအသေးပဲဖြစ်ဖြစ်ကြီးပဲဖြစ်ဖြစ်စင်စရာမထားရင်ငွေစင်းမနိုင်ဘူးငွေစင်းမနိုင်တော့အသုံးစရိတ်မရွှေ့တာနိုင်လို့နောက်ဆုံးမှာအရှုံးပေါ်အရင်ပြုတ်ပြီးအကျွေးတင်သွားနိုင်တယ်လေလူပေါ်မှာရွေးချယ်စရာလမ်းတွေအများကြီးလို့ဆိုပေမဲ့လေလွန်ခဲ့တဲ့နှစ်စိတ်လောက်တုန်းကပေါ့အိမ်ကြီးချင်း10တန်းကျောင်းသားလေးတယောက်ကကျွန်တော်ကိုတိုင်ပင်စရာတစ်ခုရှိလို့ဆိုပြီးအိမ်ကိုရောက်လာပါတယ်ဒီငယ်လေးကကျောင်းစာကိုအတော်လေးစူးစမ်းနေသူမို့တခါတလေအမြင်မတော်တာလေးတွေတွေ့ရင်ဆုံးမပြောဆိုဘူးပါတယ်သူကလည်းအမြဲတမ်းတလေးတစားနဲ့နားထောင်လေးရှိပါတယ်နာမည်ကမောင်ဝေလို့ခေါ်ကြပါစို့အိမ်မော်တက်လာချင်းပဲသူကခုလိုပြောပါတယ်ဦးရေကျွန်တော်စိတ်ထဲမှာမတင်မကျဖြစ်နေတာလေးတခုရှိလို့မေးချင်လို့ပါရပါတယ်မေးပါဦးတီတာဆိုရင်ဖြေပေးပါမယ်ကျွန်တော်ဒီနေ့10တန်းကိုအနည်းဆုံးဂုံလူလေးခုနဲ့အောင်ပြီးစေးတက်ကတူတက်ချင်တယ်လို့ပြောဘူးတဲ့မှလားအဲ့ဒါဥမှတ်မိသေးလားမှတ်မိတာပေါ့ကွာမှတ်မိရုံနဲ့ဘယ်ကမလဲမင်းစာဘလောက်ကြိုးစားနေတယ်ဆိုတာဥအမြဲစောင့်ကြည့်နေရလေဒါနဲ့မင်းကဘာမေးချင်တာလဲဒီလိုပါဦးကြီးကျွန်တော်10တန်းနှစ်စကလေးကကျောင်းလေးမှန်မှန်တက်တယ်စာသင်တုံးလေးကောင်းကောင်းနားလည်အောင်ကြိုးစားတယ်ကျောင်းကပြန်ရောက်တော့ကျူရှင်ပြည့်တက်ရသေးကျူရှင်ကအိမ်ပြန်ရောက်တော့လေကျောင်းကပြီးလိုက်တဲ့အိမ်စာရောကျူရှင်ကအိမ်စာရောလောက်ရတော့အမြဲတမ်းည10နာရီ17နာရီမှအိပ်ရရလေအေးလေအဲ့ဒါဘာပြဿနာရှိလို့လဲကွာဒီလိုပါကျွန်တော်နှစ်စကလေးကအခုလိုစူးစမ်းနေတာအခု10တန်းနှစ်ဝက်ရောက်လာပြီကျွန်တော်ကျောင်းကအိမ်ပြန်လာရင်ပဲဖြစ်ဖြစ်ကျူရှင်အသွားပြင်မှာပဲဖြစ်ဖြစ်ကျွန်တော်တန်းပေါ်တကယ်ချင်းတွေကဂီတာတီးလိုက်လက်ဖေးဆိုင်မှာတဝါးဝါးနဲ့ပြောနေကြတာတွေ့တော့သူတို့ကျွန်တော်မနာလို့ဖြစ်လာတယ်ကျွန်တော်ဘဝကတော့ကျောင်းနဲ့ကျူရှင်ပြေးနေရလို့တစ်ချက်လေးမှမနာတော့သူတို့လိုပျော်ချင်စိတ်ဖြစ်လာတယ်သူတို့ပျော်နေကြရတော့လဲအားချနေမိတယ်ကျွန်တော်အခုလိုစာပဲလုပ်နေတာမှားနေသလားထင်လို့ဥကိုတိုင်းနေတာပါမင်းသူတို့လိုနေချင်လို့လားရရလေမင်းမရွေးချယ်ပိုင်ခွင့်ရှိရလေမင်းကိုဘယ်သူမှတားလို့မရပါဘူးဥဘာကိုဆိုလိုချင်နေဆိုတာကျွန်တော်သဘောပေါက်မပေါက်လို့ရှင်းပြပေးပါလားဒီလိုကွာမင်းကမင်းတကယ်ချင်းနေနဲ့ပြောချင်နေတယ်မဟုတ်လားပြောလို့ရတယ်ကွာမင်းအိမ်ကမသိနိုင်ပါဘူးမင်းကိုကျူရှင်သွားနေတယ်ပဲထင်နေကြမှာပါဒါကြောင့်မင်းမရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ဥပြောတာပေါ့ဒါပေမဲ့အဲ့ဒီလမ်းကိုရွေးဖို့ဆုံးဖြတ်ချက်မချခင်အဲ့ဒီဆုံးဖြတ်ချက်ကြောင့်ဖြစ်လာမယ့်အကျိုးဆက်လေးတွေကိုတော့စဉ်းစားထားဖို့တော့လိုတာပေါ့ကွာဘာအကျိုးဆက်တွေဖြစ်လာမှာမို့လို့လဲဗျာဖြစ်လာမယ့်အကျိုးဆက်တွေကတော့ကျူရှင်မတက်ပဲတကယ်ချင်းနေနဲ့ပြောရတာကလောလောဆယ်စိတ်ချမ်းသာတာပေါ့ကွာနေ့စဉ်ရက်ဆက်ပျော်နေလို့ကြာလာရင်မင်းចောင်းစာတွေမလိုက်နိုင်ဘူးဖြစ်လာမယ်တေးကြတာကတော့မင်းလိုချင်နေတဲ့ဂုံလူလေးခုရဖို့ဝေးလို့10တန်းအောင်ရင်ကန်ကောင်းပေါ့ကွာမင်းတက်ချင်နေတဲ့စီးတက်ကတူတို့မင်းဖြစ်ချင်တဲ့ဆရာဝန်ဖြစ်ဖို့ဆိုတာတွေကိုဗတ်ပိုင်လို့သာနှုတ်ဆက်လိုက်တော့ရေရှည်ကြိုးခံစားရဖို့အတွက်ရေတို့မှာတော့လှုပ်ချင်တာမလုပ်ရတဲ့စိတ်ဒုက္ခခံရမယ်လေဟုတ်ကဲ့
ကျွန်တော်သဘောပေါက်သွားပါပြီကျေးဇူးတင်လိုက်တာဦးရေမကြခင်ပဲသူ10တန်းစာမေးပွဲမှာဂုဏ်ထူး၄ခုနဲ့အောင်သွားပြီးသူတက်ချင်တဲ့စေးတက္ကသိုလ်တက်ခွင့်ရသွားပါတယ်သူဖြစ်ချင်တဲ့ဆရာဝန်တယောက်ဖြစ်သွားပါတယ်လူရည်လို့ဖြစ်လာရင်ကလေးဘဝမှာတော့ရွေးချယ်စရာလမ်းသိပ်မရှိကြပါဘူးမိဘအုပ်ထိန်မှုအောက်မှာလုံးဝနေရလို့ပါဒါပေမဲ့လူပြိုရွယ်ဖြစ်လာရင်ရွေးချယ်စရာလမ်းတွေအများကြီးရှိလာပါတယ်စာကြိုးစားမလားရေးလေးဝါလာနဲ့အချိန်ဖြုံးမလားခိုးဆိုးလူရမလားအလုပ်ကြိုးစားမလားမူရည်စေးသုံးမလားရွေးချယ်စရာတွေအများကြီးပါကိုရွေးချယ်လိုက်တာနဲ့သူ့ရဲ့အကျိုးဆက်တွေတော့ခံစားရမှာပါအကျိုးဆိုတာအကြောင်းရှိလို့ဖြစ်လာတာပါကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးမကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးခံစားရမယ်ဆိုတာလောကကြီးရဲ့အမှတ်တရားတစ်ခုပါဒီအမှတ်တရားကိုဘယ်သူချိုးဖောက်လို့မှမရပါဘူးဘဝမှာရွေးချယ်စရာလမ်းတွေအများကြီးရှိတယ်ဆိုပေမဲ့တင်ဖေလန်းကိုရွေးချယ်ရမလဲဆိုတာကိုဆုံးဖြတ်ချက်မချခင်ရွေးချယ်မှုကြောင့်ဖြစ်လာမယ့်အကျိုးဆက်တွေကိုအရင်ကြိုတင်တွေးမြင်ဆင်ခြင်စေချင်ပါတယ်ဆုံးဖြတ်ချက်အမှားတစ်ခုကြောင့်တစ်သက်လုံးစိတ်ဆင်းရဲနှောင်တရသွားဖို့ဖြစ်နိုင်စေတာကိုအထူးသတိထားဖို့လိုပါလိမ့်မယ်လူ့ဘဝမှာအောင်မြင်ဖို့ရလဒ်အရေးကြီးတယ်မနေ့ကစီကင်းပြိုင်ပွဲဘောလုံးအချိုးဘောလူပွဲပထမပွဲမှာမြန်မာသင်းကဗီယက်နမ်သင်းကို2-2နဲ့အနိုင်ရပြီးဘောလူပွဲကြီးမှာတက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်ကစားချိန်တွေမှာဗီယက်နမ်သင်းဟာမြန်မာသင်းဘက်ကိုအချိန်ချင်းထိုးဖောက်ဂိုးသွင်းနေခဲ့တာတွေ့ကြမှာပါပွဲပြီးတော့မြန်မာနိုင်သွားပြီးနိုင်ငံခြားသတင်းစာတွေမှာလည်းမြန်မာနိုင်ပြီးဘောလူပွဲတက်သွားပြီပဲရေးကြပါတယ်ဗီယက်နမ်ဘောလုံးသမားလေးတွေဟာဘလောက်တော်ကြောင်းဘလို့ကြိုးစားကြကြောင်းမရေးကြပါဘူးအလုပ်ထဲမှာအလုပ်ရန်ကြိုးစားသူတယောက်ရှိနေပါတယ်ဒါပေမဲ့အထက်ကလိုချင်တဲ့တာဝန်ကိုအချိန်မီပြီးအောင်လုပ်နိုင်မှုအားနည်းပါတယ်နောက်တစ်ယောက်ကတော့သူ့လောက်အလုပ်ကြိုးစားဖို့မရပါဘူးဒါပေမဲ့အထက်ကလိုချင်တဲ့ရလဒ်ကိုအမြဲတမ်းရအောင်လုပ်ပေးနိုင်ပါတယ်အချိန်တန်တော့ဘသူရာထူးတက်သွားတယ်လဲမေးစရာမလိုပါရလဒ်ရအောင်ဆွမ်းဆောင်ပေးနိုင်သူပဲပေါ့ရုံနဲ့လေအပြေးပြိုင်ပွဲပုံမြင်ထဲမှာအသွားနှီးနေတဲ့လိတ်ကိုဘသူကနိုင်မယ်ထင်ပါလေအပြေးမြန်တဲ့ရုံကိုနိုင်မှာပဲလို့အားလုံးကထင်ကြတာနောက်ဆုံးတော့ဘသူနိုင်သွားတယ်ဆိုတာသိပြီးကြပြီထင်ပါတယ်ပြိုင်ပွဲတွေမှာအပြေးစံတဲ့ယုံဟာလိတ်ထက်ရှေ့ကအများကြီးဖြတ်ပြေးနိုင်ခဲ့ပါတယ်လူတွေအမှတ်ရနေကြရဲ့လားပြိုင်ပွဲမှာအနိုင်ရတဲ့လိတ်ကိုပဲရှီးကျူးကြမှာပါပဲလေအတန်းထဲမှာအုံနောက်ကောင်းတဲ့ចောင်းသားလေးတစ်ယောက်ရှိပါတယ်သူဟာစာသင်ချိန်မှာဆရာမမေးတာကိုဒိုးတောက်နဲ့ဖြေနိုင်ပါတယ်နောက်ចောင်းသားတစ်ယောက်ကတော့အုံနောက်အသိမထက်သန်တော့စာကိုအချိန်ယူပြီးကြက်မှတ်လေ့လာရပါတယ်စာကြည့်အောင်လုပ်ရတယ်ပေါ့ဆယ်တန်းအောင်သင်းထွက်တော့အုံနောက်ကောင်းသူဟာဂုဏ်တစ်ခုပဲရတယ်ဖြည်းဖြည်းမှန်မှန်ကြိုးစားသူဟာဂုဏ်လေးခုရတယ်လူတွေကဂုဏ်ထူးလေးခုရခဲ့သူကိုပဲချီးကျူးကြမယ်ဂုဏ်ထူးတစ်ခုပဲရတဲ့အကြောင်းသားကိုသူဟာဘလောက်အုံနောက်ကောင်းချောင်းဆရာမတွေမိတာကိုဒိုးတောက်ဖြေနိုင်တယ်လို့ချီးကျူးနေကြမှာမဟုတ်ပါဘူးဒီလောကကြီးမှာကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေလူတွေဟာရလက် research ကြအောင်စွမ်းဆောင်သူကိုပဲမှတ်မိကြတယ်ချီးကျူးကြပါတယ်ဒီနေ့ဒီချိန်ချိန်မှာတဲ့ကမ္ဘာဘောလုံးပြိုင်ပွဲကြီးတွေမှာဒုတိယရသွားတဲ့အသင်းတွေကိုဘလောက်များများမှတ်မိကြတယ်လဲတတိယရတဲ့အသင်းဆိုမှတ်မိဖို့ဝေးရောဒေချာတာတော့ချန်ပီယံဖြစ်သွားတဲ့အသင်းတွေကိုပဲမှတ်မိကြမှာပါလူပေါ်မှာရလက်မထွက်တဲ့အလုပ်ကြိုးစားမှုတဲ့ရလက်ထောင်းအောင်လုပ်ဖို့ကပိုရေးကြီးပါတယ်။ဘာလို့လဲဆိုတော့လောကကြီးမှာလူတစ်ယောက်ရဲ့အရေးချင်းကိုသူဘယ်လို reset ထွက်အောင်လုပ်ပေးနိုင်လဲဆိုတာနဲ့တိုင်းတာတတ်ကြလို့ပါ။သူဘယ်လောက်နေမိတ်ညမိတ်အလုပ်ကြိုးစားတာနဲ့မတိုင်းတာပါဘူး။တခုတော့သတိပေးခြင်းပါတယ်မတရားတဲ့နီးသုံးပြီးရလက်ထောင်းအောင်တော့မလုပ်ပါနဲ့။အခက်ခဲနဲ့ရင်ဆိုင်ရရင်လူတွေဘယ်လိုတုံ့ပြန်ကြသလဲ။လူရဲလို့ဖြစ်လာကြရင်အခက်ခဲဆိုတာရှောင်လဲလို့မရကြပါဘူး။အမြဲမဟုတ်တော့တစ်ချိန်မဟုတ်တစ်ချိန်တော့ကြုံတွေ့နေကြရမှာပါ။အခက်အခဲတစ်ခုနဲ့ကြုံလာရင်လူတွေဘယ်လိုတုံ့ပြန်ကြသလဲဆက်မရေးခင်အောက်ကပုံမြင်လေးတွေကိုအရင်ဖတ်ကြည့်လိုက်ရကြအောင်နိုင်ငံတစ်ခုကဘင်းကြီးတစ်ပါးဟာသူ့ပြည်သူပြည်သားတွေရဲ့စိတ်သောသားကိုစမ်းကြည့်နေတာနဲ့သူ့တပည့်တွေကိုမြုပ်ဝင်လမ်းမအလေကောင်မှာကြောက်တုံးကြီးတုံးကိုညအချိန်မှာချထားခိုင်းပါတယ်ကြောက်တုံးကြီးဟာလမ်းကိုပိတ်ထားသလိုဖြစ်သွားစေပါတယ်မနက်မိုးလင်းကနေမှဘင်းကြီးဟာကြောက်တုံးကြီးနဲ့မှလမ်းမကန်တနေရာကနေပုံအောင်ပြီးစောင့်ကြည့်နေပါတယ်မနက်လင်းတော့မြို့သူမြို့သားတွေကဈေးဝယ်သွားဖို့လုပ်ငန်းခွင်သွားဖို့အတွက်လမ်းပေါ်ကဖျက်သွားကြပါတယ်ဒါပေမဲ့ကြောက်တုံးကြီးကလမ်းကိုပိတ်ဆို့ထားတာကြောင့်မြင်းလင်းနဲ့လာတဲ့သူတွေဟာနောက်ကျောင်းပြန်လှည့်သွားကြပါတယ်တချို့ကရက်ကြည့်နေကြပါတယ်တချို့လဲကြောက်တုံးကြီးကိုကွင်းဆောင်သွားကြပါတယ်မကြခင်ပြည့်အမှုထမ်းဝန်ထမ်းကြီးတွေလည်းအမတ်တွေစစ်တီတော်တွေရောက်လာကြပါတယ်စောစောကလူတွေလိုပဲကြောက်တုံးကြီးကိုဘေးကကွင်းဆောင်သွားကြပါတယ်ဘယ်သူမှဒီကြောက်တုံးကြီးကိုဖယ်ဖို့မကြိုးစားကြပါဘူးနောက်တစ်နေ့မနေ့ရောက်ပြန်ပြီလူတွေဟာမနေ့ကအတိုင်းကွင်းဆောင်သွားသူတွေရက်ကြည့်နေသူတွေနောက်ကျောင်းပြန်လှည့်သွားသူတွေကြည်ပါပဲသူတို့နှုတ်ကလည်းအုပ်စိုးသူပြင်းအုပ်ချုပ်ရေးမကောင်းလို့စီပင်သာယာဝန်ထမ်းတွေအလုံးမလုံးကြလို့ဒီကြောက်တုံးကြီးပိတ်နေတာလို့ပြောပြီးမိတွန်တောက်တီးဆဲရေးတိုက်ထွာနေကြပါတယ်ဒါပေမဲ့ဘယ်သူမှဒီကြောက်တုံးကြီးကိုဖယ်ပြေးဖို့မကြိုးစားကြပါဘူးနောက်နေ့တမနက်ရောက်လာပြန်ပါပြီလူတွေဟာမနေ့ကအတိုင်းကွင်းဆောင်သွားသူတွေနောက်ကျောင်းပြန်လှည့်သွားသူတွေကြည်ပါပဲဈေးမှာရောင်းဖို့ဟင်းသီးဟင်းရွက်တွေကိုတွန်းလဲနဲ့တဲလာတဲ့တောင်ရလူသူတယောက်ကကြောက်တုံးကြီးပိတ်နေလို့သူ့တွန်းလဲကိုဆက်တွန်းလို့မရပါဘူး
ဘေးကရှောင်ကွင်းမှုလည်းတင်းဟာတဲ့ဟင်းသီးဟင်းရွက်တွေအလေးချိန်ကြောင့်သူတွန်းလဲဟာလမ်းဘေးနုံထဲမှာနေသွားနိုင်ပါတယ်။ဒါကြောင့်သူတွန်းလဲကိုလမ်းမပေါ်မှာခဏရက်ထားပြီးကြောက်တုံးကြီးကိုရွှေ့ဖို့တွန်းကြည့်ပါတယ်။ရွှေ့ပြကြအောင်တွန်းမိမယ်လေကြောက်တုံးကြီးကလုံးဝမရွေ့ပါဘူး။လမ်းပေါ်ကလူတွေလည်းဝိုင်းချနေကြပါတယ်။ဝိုင်းကူမတွန်းမိကြပါဘူး။တောင်သူလည်းလမ်းဘေးကတော့တစ်ခုတည်းဝင်ပြီးတစ်ကိုင်းကြီးကြီးတစ်ချောင်းကိုသူ့ထားနဲ့ခုတ်ယူဖျက်လာပါတယ်။ပြီးတော့ကြောက်တုံးကြီးကိုတစ်ကိုင်းနဲ့ကုတ်အဖြစ်သုံးပြီးအားဆိုင်ကလော်လိုက်လို့ကြောက်တုံးကြီးကတဖြည်းဖြည်းချင်းလမ်းဘေးကိုလိမ့်ကျသွားပါတယ်။လမ်းဝင်သွားပြီးတောင်သူဟာကြောက်တုံးကြီးကိုဖဲသွားလို့ကြောက်တုံးရဲ့မူလနေရာလမ်းပေါ်မှာတွင်းနေနေတစ်ခုတွေးလိုက်ရတယ်။တွင်းနေကိုလက်နိုင်ကြည့်လိုက်တော့သေးအိတ်လေးတစ်လုံးတွေးမိတယ်။အိတ်လေးကိုအသာဖွင့်ကြည့်လိုက်တော့တန်မိုးကြီးလာတဲ့ရွှေတင်းကားပြားတွေနဲ့စာရွက်ခေါက်လေးတစ်ခုကိုတွေးရတယ်။စာခေါက်လေးကိုဖြန့်ပြီးဖတ်ကြည့်လိုက်တော့ဒီရွှေတင်းကားပြားတွေကိုကြောက်တုံးကြီးကိုဖယ်ရှားရွှေပြီးသောသူဟာအပိုင်ပေးသနာလိုက်ပြီဆိုတဲ့ဘင်းရဲ့အမိန့်စာဖြစ်နေတယ်။တောင်သူတယောက်ရွှေတင်းကားပြားတွေပိုင်သွားပြီးပုံမြင်ကဘာစီပေးသလဲ။အခက်ခဲတိုင်းရဲ့နောက်ွယ်မှာအခွင့်အလမ်းဆိုတာအမြဲရှိတယ်။အများအကျိုးထမ်းရွက်သူတွေဟာအကျိုးတစ်ခုခုတော့ခံစားရမှာပဲဆိုတာနေပါဒီထက်ပိုပြီးလေးလေးနက်နက်စဉ်းစားမယ်ဆိုရင်လူတွေဟာအခက်ခဲတစ်ခုနဲ့ကြုံလာပြီဆိုရင်စောစောကကြောက်တုံးကြီးလမ်းပိတ်ထားတဲ့အဖြစ်ပြက်လို့ပြုမှုတတ်ကြပါတယ်အခက်ခဲကိုရင်မဆိုင်ရဲလို့နောက်ဆုတ်သွားကြသူတွေရက်ကြည့်နေကြသူတွေရှိကြသလိုအခက်ခဲကိုရှောင်ကွင်းဖို့ကြိုးစားသူတွေလည်းရှိကြပါတယ်ဒါပေမဲ့စောစောကတောင်သူလိုအခက်ခဲကိုရင်ဆိုင်ဖြေရှင်းလိုက်တဲ့သူတွေလည်းရှိကြပါတယ်သူတို့ကတော့တောင်သူလိုရွှေနှင်းကားပြားတွေမရပါပဲအဲ့ဒီရွှေနှင်းကားတွေထက်သာတဲ့ဘဝရဲ့အဖို့တန်ရင်သနာတွေရလိုက်မှာပါဘဝရဲ့ဖို့တန်ရင်သနာတွေဆိုတာအခက်ခဲကိုဖြေရှင်းပြီးရင်လိုချင်တဲ့ခီးပန်းနိုင်ကိုသွားနိုင်ပြီးအခက်ခဲကိုဖြေရှင်းလိုက်နိုင်လို့မိမိကိုယ်ကိုဂုဏ်ယူစိတ်ဝမ်းသာပီတိယုံကြည်စိတ်တွေဖြစ်လာစေသလိုခိုင်မာတည်ကြည်တဲ့စိတ်ဓာတ်ဘဝကိုအရှုံးမပေးခြင်းတဲ့စိတ်ဓာတ်တွေရလာစေပါတယ်အခက်ခဲကိုဖြေရှင်းတော့ကအုံနောက်ကိုသုံးချရလို့အုံနောက်ရဲ့အသိဉာဏ်ရည်ရှင်းလဲမြင့်တက်လာပါတယ်ရှေးပညာရှင်ကြီးများကအခုလိုရေးထားခဲ့တာကိုလည်းဖတ်ဖူးပါတယ်အခက်ခဲနဲ့ကြုံတွေ့ခဲ့ပြီးပြီဆိုရင်မရှောင်ပါနဲ့နောက်မဆုတ်ပါနဲ့ရဲရဲဝံ့ဝံ့ရင်ဆိုင်တွေ့ပြီးဖြေရှင်းလိုက်ပါတကယ်လို့အခက်ခဲဆိုတာမတွေ့ရင်တော့တွေ့အောင်ရှာပြီးပတ်စံနဲ့ဝယ်ယူလိုက်ပါ။ဘာကြောင့်လဲဆိုတော့အခက်ခဲဟာလူတွေရဲ့စိတ်ဓာတ်ကိုဖွံ့ဖြိုးတိုးတက်စေလိုပါတဲ့။ဒုက္ခဆင်းရဲတွင်တွေကလွတ်မြောက်ဖို့ဒီနေ့မှာလယ်သမားတစ်ယောက်ရဲ့မြီးတစ်ကောင်ဟာရေခမ်းချောင်းနေတဲ့ရေတွင်းပြက်တစ်ခုလည်းပြုတ်ကျသွားပါတယ်။ရေတွင်းကနဲ့တော့မြီးဟာအပေါ်ကိုပြန်မတက်နိုင်ပါဘူး။မြီးဟာကြောက်လန့်ပြီးသူ့သခင်ကြောင်းအောင်အတန်ကုန်အော်ပါတော့တယ်။လယ်သမားလည်းသူ့မြီးအော်တန်ကိုကြားလို့ရေတွင်းစီရောက်လာတယ်။ရေတွင်းနဲ့ငုံကြည့်လိုက်တော့သူ့မြီးကိုတွေ့ရတယ်။ရေတွင်းကနဲ့တော့သူလည်းမြီးကိုဆယ်တင်မှုမကင်နိုင်ဘူး။ဒီတော့လယ်သမားကစဉ်းစားတယ်သူ့မြီးဟာအိုနေပြီဖြစ်တဲ့ပြင်ဆယ်တင်လို့လည်းရမှာမဟုတ်တော့ရေတွင်းပြက်ကိုလည်းကလေးတွေပြုတ်မကြအောင်မြေဖို့ပြရမယ်။အဲ့တော့တစ်ချက်ခုံနှစ်ချက်ပြအောင်ရေတွင်းကိုမြေဖို့ပြီးမြီးကိုပါမြုပ်ပြလိုက်မယ်ပေါ့။ဒါနဲ့လယ်သမားဟာရွာပြန်ပြီးသူ့တငယ်ချင်းရွာသားတွေကိုတွားခေါ်တယ်ရေတွင်းကိုမြေဖို့ရအောင်အကူအညီပေးဖို့ပေါ့။ရွာသားတွေကလည်းပေါက်တူးခေါ်ပြားတွေနဲ့ရောက်လာကြတယ်။မြေကြီးတွေတူးခေါ်ပြီးရေတွင်းတွေကိုပြစ်ချကြတယ်။အချိန်တော်တော်ကြာမြေဖို့ပြီးတော့လယ်သမားလေးရေတွင်းတွေကိုငုံကြည့်လိုက်တယ်။မြီးဟာတွင်းတွေကိုလူတွေဖို့ချလိုက်တဲ့မြေကြီးအဆိုင်ခဲတွေကိုသူ့ကိုယ်ပေါ်ကခါချပြီးကျသွားတဲ့မြေကြီးပေါ်တက်ရက်လိုက်တယ်။ဒီလိုနဲ့မြေကြီးတွေကိုခါချလိုက်ကျသွားတဲ့မြေကြီးတွေပေါ်တက်ရရင်နဲ့မြီးဟာတဖြည်းဖြည်းအပေါ်နားကိုရောက်လာတယ်။လယ်သမားလေးသူ့တငယ်ချင်းတွေကိုမြေကြီးတွေဆက်ဖို့ခိုင်းတယ်။မြီးလည်းဖို့တဲ့မြေကြီးပေါ်တက်ရရင်နဲ့ရေတွင်းထိန်တာရောက်တော့ရုံထွက်လွတ်မြောက်သွားတယ်။ကျွန်တော်တို့ဘဝမှာလည်းတခါတလေရေတွင်းနဲ့ကြလို့ဆင်းရဲဒုက္ခတွေနဲ့နေနေတတ်ပါတယ်။ဒီလိုကဲသူမဲ့တဲ့အဖြစ်မျိုးရောက်နေတတ်ပါတယ်။ဒီထဲကနောက်ထပ်ဒုက္ခမြေကြီးတွေနဲ့ထပ်ဖို့ခံရသေးတယ်။အဲ့ဒီကြလာတဲ့ဒုက္ခတွေအောက်မှာဘာမှမလုပ်ဘဲငြိမ်ခံနေပြီးမိမိဘဝကိုအရှုံးပေးစတေးပြစ်လိုက်မလား။ဒါမှမဟုတ်ကြောက်ရွံ့လာတဲ့ဒုက္ခတွေကိုမြည်လို့နင်းကြော်တက်ပြီးဒုက္ခဆင်းရဲတွင်ကြီးတွေကနေလွတ်မြောက်အောင်လုပ်မလား။တင်ဆုံးဖြတ်ချက်ပေါ်မှာမူတည်ပါတယ်။အပြောင်းလဲကိုလက်မခံရင်နောက်ကျန်ခဲ့မယ်။1990ခုနှစ်လောက်ကရုံးတွေကုမ္ပဏီတွေမှာကွန်ပျူတာတွေကိုစပြီးသုံးလာပါတယ်။အရင်ကစာရိုက်တဲ့လက်နှိပ်ဆက်သမားတွေကွန်ပျူတာနဲ့စာရိုက်တဲ့အောင်သင်တန်းပေးကြပါတယ်။အသက်ကြီးတဲ့မျိုးသမီးတွေကတစ်သက်လုံးလက်နှိပ်ဆက်သုံးလာတာမို့ကွန်ပျူတာနဲ့စာမြိုက်ချင်မှုဆိုပြီးသင်တန်းတက်ဖို့ညှင်းဆန်ကြပါတယ်။ဒီတော့သူတို့ဘာဖြစ်သွားကြတယ်လဲအလုပ်ပြုတ်သွားကြတာပေါ့။ခေတ်ပြောင်းနေတဲ့ရေးစည်းကြောင်းမှာလိုက်ပြီးမမျောနိုင်ပါရင်တော့ကျန်းရင်ခင်မှာပါပဲ။အခုအင်တာနက်ခေတ်ဖြစ်နေပြီးနေရာတကာမှာအင်တာနက်ကိုတွင်တွင်ကြဲကြဲသုံးနေကြပြီ။စင်ကာပူက shopping mall ပစ္စည်းတွေရောင်းတဲ့ကုန်တိုက်ကြီးတွေအင်တာနက်ခေတ်ကြီးမှာချုံးကန်နေကြဖို့အရင်ကလူတွေကတရုံရုံနဲ့စီကားနေကြတဲ့ကုန်တိုက်ကြီးတွေရောပစ္စည်းဝယ်သူတွေနဲလာကြပြီ။ဘာဖြစ်လို့လဲ။လူတွေဟာကုန်တိုက်ကြီးတွေမှာပစ္စည်းဝယ်ကြတော့ပဲ eBay, Taobao စတဲ့အင်တာနက်ပစ္စည်းဝယ်နေကြပြီ။အင်တာနက်မှာပစ္စည်းဝယ်ရတာဈေးသက်သာသလိုပစ္စည်းကိုအိမ်နိုင်ရောက်လာပို့ပြီးတယ်
ကုန်ပစ္စည်းတွေကြီးတော့ဆိုင်နေရငှားကကြီးတာပစ္စည်းထားတွေတူလောင်ရုံငှားစီဈေးကြီးတာဝန်ထမ်းဈေးတွေကြောင့်ရောင်းတဲ့ပစ္စည်းဟာဈေးကြီးတယ်ကုန်တိုင်းမှာပစ္စည်းလာဝယ်သူတွေအတွက်ကားပါကင်တွေရှားခက်တဲ့ဒုက္ခတွေလည်းပါပါတယ်ဒါကြောင့်ကုန်တိုင်းကြီးတွေဟာအင်တာနက်ကပစ္စည်းရောင်းတာတွေကိုရှင်းပြနိုင်ဖို့ပစ္စည်းတွေကိုဈေးချော့ရောင်းနေရပါတယ်ပစ္စည်းဝယ်ရင်လက်ဆောင်ပေးတာတွေလုပ်နေရတယ်အဲ့လိုမလုပ်နိုင်ကြတဲ့ကုန်တိုင်းကြီးတွေကတော့မျက်စိအောက်မှာပဲတတိုက်ပြီးတတိုက်ပိတ်သွားနေကြပါပြီပြောင်းလဲမှု change ဆိုတာကိုလက်မခံပဲခေါင်းမာနေရင်တော့နောက်မှချမ်းခဲ့မယ်ဆိုတာကိုသတိပြုကြစေချင်ပါတယ်ခေတ်ပြောင်းတာကိုလက်မခံပဲအကျင့်မပြောင်းနိုင်တဲ့ဝန်ထမ်းတွေလည်းသတိပြုစေချင်ပါတယ် cash flow ဆိုတာကိုသတိထားစေချင်ပါတယ်ကျွန်တော်လွန်ခဲ့တဲ့15နှစ်လောက်တုန်းကစင်ကူကနေလှုပ်ထပ်ပြီးရန်ကုန်မှာလုပ်ငန်းတစ်ခုလုပ်ဖို့စဉ်းစားမှုပါတယ်ဘာလုပ်ငန်းလုပ်မယ်လုပ်ငန်းတွေဖောက်တဲ့ဈေးကွက်ကိုမရှိလေ့လာပြီးပြီဈေးကွက်နဲ့နှီးတဲ့နေရာမှာလုပ်ငန်းရုံငန်းဖွင့်မယ်ရောင်းချမယ့်ကုန်ပစ္စည်းဝယ်ရမှာတွေဂျုံကန်မော်တော်ကားငှားကားတွေဝန်ထမ်းတွေပြရမယ့်လကရေဖို့မီးဖို့ကအစအကုန်တွက်ချက်ပါတယ်အဲ့ဒီကုန်ကျစရိတ်တွေကိုအသေးစိတ်တွက်ချက်ပြီးတော့လက်ထဲမှာရှိတဲ့ငွေနဲ့ဆိုရင်လုံလောက်တယ်လုပ်ငန်းဆောက်ဖို့ဆုံးဖြတ်ချက်ချရတော့မယ်ဆုံးဖြတ်ချက်ချဖို့အချိန်တစ်ခုဟာစိတ်ထဲမှာတွေ့နေတယ်အဲ့ဒါကစာအုပ်ထုတ်ထဲမှာဖတ်ခဲ့မှုတဲ့အချက်ကလက်လေးတစ်ခုပါစောက်ထဲမှာဘာကြီးထားသလဲဆိုတော့တင်လုပ်ငန်းတစ်ခုထူထောင်မယ်ဆိုရင်လုပ်ငန်းအတွက်ရင်းနှီးရမယ့်ကုန်ကျစရိတ်တွေကိုအသေးစိတ်တွက်ကြည့်ပါအဲ့ဒီကုန်ကျစရိတ်ရဲ့အနည်းဆုံးငွေနှစတင်လက်ထဲမှာမရှိရင်လုပ်ငန်းမထူထောင်ပါနဲ့တဲ့ဒါပေမဲ့အဲ့ဒီစောက်ထဲမှာဘာကြောင့်ရင်းနှီးမြှုပ်နှံရမယ့်ငွေနှစရှိဖို့လိုလဲဆိုတာကိုရှင်းပြမထားပါဘူးကျွန်တော်လုပ်ငန်းမလုပ်ဖြစ်ပါဘူးအရင်လှုပ်ထွက်ပြီးတဲ့အခါကုမ္ပဏီကပြန်ခေါ်လို့စင်ကာပူမှာပြန်လုပ်ဖြစ်ပါတယ်ဒါပေမဲ့စောစောကပြောတဲ့လုပ်ငန်းတစ်ခုထူထောင်ရင်ရင်းနှီးကုန်ကျငွေနှစလက်ထက်ရှိထားမယ်ဆိုတဲ့ကိစ္စဟာနှစ်တော်ကြာခေါင်းထဲကဖျောက်လို့မရပါဘူးနောက်ဆုံးတော့ကုမ္ပဏီကဌာနကြီးတစ်ခုရဲ့ငွေကြေးတွေကိုကိုယ်တိုင်ကိုင်တွယ်စီမံရတော့မှာပဲအဲ့ဒါရဲ့အဖြေကိုသွားတွေ့မိပါတော့တယ်အဖြေက cash flow ပါမြန်မာလိုပြောရင်တော့ငွေဝင်ထွက်လေပတ်မှုလို့ပြောရမယ်ထင်ပါတယ်အထက်ဘက်ကတော့လစဉ်ကုန်ကျတဲ့ငွေတွေထက်ပြန်ဝင်လာတဲ့ငွေတွေဟာပိုရင်ပိုမပိုရင်အနည်းဆုံးညီနေဖို့လိုပါလိမ့်မယ်ရေတိုင်ကြီးထဲမှာအရှင်ပြည့်ရေရှိနေဖို့သုံးလိုက်တဲ့ရေတွေအတွက်အမျက်ရေဖြည့်ပေးနေရတယ်လို့မျိုးပေါ့လုပ်ငန်းတစ်ခုကငွေပြတ်သွားလို့မရပါဘူးငွေပြတ်သွားရင်ဝန်ထမ်းလာစားတွေမပေးနိုင်တော့ဘူးရေဖို့မီဖို့စတဲ့ဈေးတွေမပေးနိုင်တော့ပစ္စည်းထက်ဝယ်ဖို့ပတ်စံမရှိတော့ငွေပြတ်မခံနိုင်တော့ဘဏ်တို့တခြားသူတွေစီအတိုးကြီးကြီးနဲ့ငွေရှင်းရတော့မယ်ဒါကလုပ်ငန်းစတင်ထူထောင်သူတိုင်းကြုံရတတ်ပါတယ်လုပ်ငန်းနဲ့ကြာသွားရင်ထွက်ငွေနဲ့ဝင်ငွေဟန်ချက်ညီသွားမှာပါ cash flow မှန်သွားပြီလို့ဆိုရမှာပါဘာကြောင့်လုပ်ငန်းစတင်ထူထောင်ချိန်မှာဒီ cash flow ပြဿနာရှိရတာလဲလုပ်ငန်းစထူထောင်ချိန်မှာမိမိပစ္စည်းကိုဘယ်လောက်နဲ့ဝယ်ပြီးဘယ်လောက်နဲ့ရောင်းလိုက်မယ်ဆိုရင်အမြတ်ဘယ်လောက်ကျန်မယ်လို့တွက်ကြတယ်အစပိုင်းမှာမှန်ပါလိမ့်မယ်ပစ္စည်းကိုလက်ငင်းငွေချေစနစ်နဲ့ရောင်းပေးတာကိုနည်းနည်းကြာလာတာနဲ့ဝယ်နေကြဖောက်တွေကိုအကျွေးပေးရတော့မယ်ဝယ်သူဘက်ကလည်းပစ္စည်းတစ်ဆင့်ပြန်ရောင်းပြီးမှငွေပေါ်မှာမို့ပစ္စည်းများများဝယ်ရင်အကျွေးပေးကိုပေးရမယ်အကျွေးနဲ့မရောင်းပေးဘူးဆိုရင်ဖောက်တွေကတခြားအကျွေးနဲ့ရောင်းမဲ့ဆိုင်တွေစီကနေတောက်ဝယ်ကြမှာပါအကျွေးဆိုတာလည်းရင်းနှီးတဲ့ဖောက်တွေရဲ့ပစ္စည်းအများကြီးဝယ်တဲ့ပုံမူတည်ပြီးအနည်းဆုံး1လကနေ3လထိပေးကြရတော့အဲ့ဒီကာလအတွင်းမှာလုပ်ငန်းတွေကိုငွေမဝင်လာနိုင်လို့အဲ့ဒီကာလကိုတောင်းခံနိုင်ဖို့ငွေပုံငွေရှန်ရှိထားဖို့လိုမယ်လိုအပ်ရင်ချေးဖို့ဘဏ်တွေငွေပေးချင်မဲ့သူတွေရှာထားမယ်တကယ်တော့ cash flow ဆိုတာလုပ်ငန်းစတင်ထူထောင်တဲ့အချိန်မှာပဲလိုအပ်တာမဟုတ်ပါဘူးလုပ်ငန်းလေပတ်နေတော့ကာလမှာလည်းကုမ္ပဏီမှာငွေကြေးပြတ်မသွားအောင်ကျွေးရှင်တွေဆက်ရမယ်တားရောက်တာနဲ့အကျွေးပြန်ဆက်ဖို့ဖုန်းနဲ့တစ်မျိုးအီးမေးလ်နဲ့စာနဲ့တစ်မျိုးတချို့မပေးချင်ဘူးဆိုတဲ့လူတွေကိုတော့ရှင်းနေစင်ကုန်စာတွေပို့ပြီးအကျွေးတောင်းရတယ်လုပ်ငန်းအတွက်အမြဲရအောင်စူးစမ်းနေရတဲ့အဲ့ဒီအကျွေးတောင်းရတဲ့ဒုက္ခကလည်းကောင်းစားလာပါတယ်ဘာကြောင့်လဲဆိုတော့ cash flow အပြတ်မခံနိုင်လို့ပါပဲအင်မတန်ရောင်းကောင်းနေတဲ့ဈေးဆိုင်ကြီးတစ်ခုကစောက်ဖွင့်ပြီးလာနေငယ်ကြာမှာပိတ်သွားတာတွေ့ဘူးပါလိမ့်မယ်ဘာကြောင့်လဲ cash flow ပြဿနာပါလေပတ်ဆရာငွေမရှိတော့လို့လုပ်ငန်းကိုပိတ်လိုက်ရတာပါအဝေးစီသို့အားကျတန်းတာချင်းလွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်လောက်ကအာရက်နိုင်ငံတနိုင်ငံမှာမြေကပေါင်းများစွာပိုင်ဆိုင်တဲ့မြေပိုင်ရှင်တတိကြီးတစ်ယောက်ရှိပါတယ်။တနေ့သူ့အိမ်ကိုခရစ်ယာန်ဖုန်းတော်ကြီးတစ်ပါးရောက်လာပါတယ်။တတိကြီးကဖုန်းကြီးကိုဧကန်ကျွေးမွေးစကားတွေပြောကြတယ်။ဖုန်းကြီးကအခုကဘာပေါ်မှာစိတ်ဆိုးတဲ့တတ်ထုတစ်မျိုးပေါ်နေတယ်။လက်မလောက်ရှိတဲ့စိတ်နှလုံးဟာခမည်းပိုင်ဆိုင်တဲ့မြေကရာပေါင်းများစွာနဲ့တက်ဖို့ညီမျှတယ်လို့ပြောသွားပါတယ်။အဲဒီညမှာတတိကြီးအိတ်မရတော့ဘူး။သူစိတ်တွေကိုအများကြီးပိုင်ရင်အခုထက်အစာပေါင်းများစွာချမ်းသာမှာပဲလို့စဉ်းစားနေမိတယ်။ညာတိုင်းစိတ်တွေကြောင့်တွေ့ရင်စိတ်မချမ်းသာဖြစ်နေတယ်။တလားကြတော့သူ့မြေတွေအကုန်လုံးကိုရောင်းပစ်လိုက်တယ်။သူ့မိသားစုကိုဆွေမျိုးအိမ်ထိန်မှာပို့ထားလိုက်တယ်။မြေရောင်းရတဲ့ငွေတုပ်ကိုပိုက်ပြီးစိတ်တွေလိုက်ရှာဖို့ခီးထွက်တယ်။နိုင်ငံနှံ့သွားတယ်ဥရောပတိုက်အမေရိကတိုက်အကုန်သွားပြီးစိတ်လိုက်ရှာတယ်။ဘာစိတ်မှမတွေ့ပါဘူး။ပတ်စံလဲအကုန်ထမင်းရလဲငတ်
စိတ်ဆင်းရဲပြီးမြေတစ်ခုတည်းခုံဆင်းသက်တည်သွားတယ်ဇလန်ကမပြီးသေးပါဘူးသူမြေတွေကိုဝယ်လိုက်သူကအဲ့ဒီမြေတွေတီးနှံစိုက်ပျိုးတယ်တီးနှံစိုက်ပျိုးဖို့မြေကိုထုံရရင်ထုံလုံးမှလာကြီးတယ်ကြောက်တုံးတုံးကိုတွေ့တယ်တခါမှမမြင်ဘူးတဲ့ကြောက်တုံးကိုသူဟာရန်နာပစ္စည်းရောင်းဝယ်သူတယောက်ကိုပြကြည့်တယ်ရန်နာကုံတွေကအဲ့ဒီကြောက်တုံးကိုရေဆေးပြီးတွေးလိုက်တော့အလွန်ရည်သွေးကောင်းတဲ့စိတ်နှုံးကြီးဖြစ်နေတာတွေးလိုက်ရတယ်အဲ့ဒီမြေဝယ်သူလည်းနောက်ထပ်သူ့ခြံထဲကမြေကြီးတွေကိုတိုးကြည့်လိုက်တော့စိတ်နှုံးများစွာတွေးရပါတယ်သူပိုင်တဲ့မြေကြီးဟာစိတ်နှွင်းကြီးဖြစ်နေတာကိုဒီပုံမြင်လေးဟာကျွန်တော်တို့အတွက်ဘာအသိမြင်ကြစီပါသလဲလူတွေကမိမိရှိမှရှိတဲ့အခွင့်အလမ်းတွေကိုမမြင်တတ်ကြဘူးအခွင့်အလမ်းဟာအဝေးတနေရာမှာပဲရှိနေတယ်လို့ထင်နေတတ်ကြပါတယ်အဝေးတနေရာကိုသွားချနေရလို့မျက်စိအောက်ကအခွင့်အလမ်းကိုလွတ်သွားတတ်ပါတယ်လူငယ်တချို့ကလည်းနိုင်ငံခြားမှာသွားလှုပ်ရမှကြီးပွားနိုင်တယ်လို့ထင်နေကြပါတယ်အဲ့လိုစိတ်ထားကိုယ်နိုင်ငံတွင်းမှာစူးစမ်းလုပ်ကင်ရင်မိသားစုနဲ့မခွဲမခွာရပဲကြီးပွားနိုင်တဲ့အခွင့်အလမ်းတွေလွတ်သွားတတ်ပါတယ်တချို့ကလည်းကိုလက်ရှိလုပ်နေတဲ့ကုမ္ပဏီကိုအကောင်းမမြင်ကြဘူးတခြားကုမ္ပဏီတွေဟာပိုကောင်းတယ်လို့ထင်ပြီးတခြားကုမ္ပဏီမှာကောင်းကောင်းမလုပ်လို့တက်လည်းမရှိဖြစ်နေကြတယ်တချို့ကလည်းသူများတွေအောင်မြင်နေကြတာကိုကြည့်ပြီးအားကြနေကြတယ်သူတို့လိုဖြစ်ချင်တယ်ဒါပေမဲ့ကိုယ်မှရှိတဲ့အရေးချင်းတွေကိုမေ့နေတယ်ကိုယ့်အရေးချင်းကိုတိုးတက်အောင်လုပ်ဖို့စိတ်မကူးတော့အရေးချင်းမပေါ်တော့ဘူးရေးပြမယ်ဆိုရင်အများကြီးပါအရေးကြီးဆုံးအချက်တစ်ခုကြံပါသေးတယ်ပတ်စံလေးနည်းနည်းရှိတဲ့လူတွေကလည်းအပျော်လိုခြင်းလို့အပြင်မှာလိုက်ရှာတယ်သူတို့မသိတာတကယ်ပျော်ရွှင်ရှမ်းမြေဝယ်ကောင်းတဲ့မိသားစုဘဝလေးဟာအိမ်တွင်းမှာပဲရှိတယ်ဆိုတာမေ့နေကြပါတယ်သင်လည်းဝေးကိုမျော်မှန်းတတ်တာရင်ကိုနာကအခွင့်အလမ်းတွေကိုလက်မလွတ်မိပါစေနဲ့